ကျွန်တော်တို့တွေ content creation content creator စလုပ်တော့မယ်ဆိုရင်ဒါဘာတွေပြေးမိကြလဲဆိုတော့ကျွန်တော်တို့ content creation မှာလိုအပ်တဲ့ပစ္စည်းတွေဖြစ်တဲ့ camera တွေlaptop တွေ PC တွေဒါကျွန်တော်တို့ဝယ်ဖို့ပေါ့နော်စပြီးတော့မြင်ကြလိမ့်မယ်ဒါပေမဲ့အဓိကလိုအပ်တာကဒီအရာတွေမဟုတ်သေးပါဘူးဒီအရာတွေကလိုတော့လိုတယ်ဒါပေမဲ့ပထမဆုံးဆက်ချင်းမှာတော့မလိုသေးပါဘူးဘာလို့မလိုသေးဘူးလဲဆိုတာကိုပြောပြပါမယ်ကဲတန်းကတော့ကျွန်တော်ငယ်တုန်းကဒါ content creation တွေပါလေမသိသေးဘူးဗျာပုံတွေပါတယ်ရိုက်ရင်းနဲ့ကျွန်တော်ဗီဒီယိုရိုက်တဲ့ဘက်ကိုပြောင်းလာတယ်ပြောင်းလာတဲ့အချိန်မှာကျွန်တော်ဗီဒီယိုရိုက်တာဝါသနာပါလာတော့ကျွန်တော်တကယ်ချင်းနေနဲ့ဒါတူတူ cinematic short film တွေပါတယ်ကျွန်တော်ရိုက်တယ်ဗျာရိုက်တုန်းကလည်းကျွန်တော်မှဒါကင်မရာတွေပါတယ်ဝယ်ဖို့ဆိုတာစိတ်ကူးမရှိဘူးအဲ့တုန်းကတီးတဲ့လောက်ဆိုရင်ကျွန်တော် GoPro လောက်ပဲတီးရဒါကင်မရာအကြီးစားတွေဝယ်မယ်ဆိုပြီးတော့လည်းစိတ်ကူးမရှိဘူးပေါ့နော်အဲ့တော့စရိုက်ခဲ့တာကကျွန်တော်ဖုန်းလေးတစ်လုံးနဲ့ပဲစရိုက်ခဲ့တာအဲ့ဖုန်းကလည်းကျွန်တော် Samsung Galaxy Note 8နဲ့စပြီးတော့ကျွန်တော်ရိုက်ခဲ့တာပေါ့နော်ပြီးတော့ကျွန်တော်ရဲ့အခု iPhone XRဒီ iPhone XR နဲ့လည်းကျွန်တော် video content creation တွေလုပ်ခဲ့တယ်ပြောရမယ်ဆိုတော့ကျွန်တော်ဒီဖုန်းဆိုရင်အသစ်မဟုတ်ဘူးဒါ second hand တွေဝယ်ထားတာပေါ့နော်အရာအားလုံးကအခုခေတ်မှာဆိုရင်ဖုန်းတွေကအရင်တော့ဖုန်းတွေမတူတော့ဘူးလုံးဝ camera တွေဆိုလည်းကောင်းလာပြီအဲ့တော့ကိုဖန်တီးချင်တဲ့အရာကိုဒါဖုန်းတစ်လုံးရှိုံနဲ့စလို့ရတဲ့ခေတ်ကိုရောက်နေပါပြီပြောချင်တာကတော့ကျွန်တော်တို့ဒီမှာစကျင်တဲ့စိတ်ကျွန်တော်တို့ဒီလိုမျိုး content creation လုပ်ချင်တဲ့စိတ်ရှိဖို့ပဲအရေးကြီးပါတယ်လို့ပြောချင်ပါတယ်ဒါပေမဲ့ငယ်တော့မသိခဲ့ဘူးဒါရိုးရိုးတန်းတန်းကိုကြိုက်တာကိုလုပ်နေတာဗျဗီဒီယိုဖန်တီးတယ်ဒါကို edit တယ်ပြီးတော့ဒါတင်တယ်ပေါ့နော်တချို့အရာတွေကြောက်လဲမတင်ပြတာရှိတယ်တချို့အရာတွေကြောက်လဲတင်ခဲ့တာရှိတယ်ဒါပေမဲ့အဲ့ဒီဟာတွေအားလုံးက content creation တွေဒါကျွန်တော်လုပ်နေတာပဲပေါ့နော်အဲ့တော့ကျွန်တော်အဓိကပြောချင်တာကတော့ content creation စလုပ်တော့မယ် content creator တယောက်လုပ်တော့မယ်ဆိုရင်ဒီနေရာမှာဆိုရင်ကျွန်တော်ပြောချင်တာကလုံးလုံး0ကနေစရတဲ့သူတယောက်အနေနဲ့ဆိုရင်အခုလက်ထဲမှာဖုန်းတစ်လုံးတော့ရှိပါလိမ့်မယ်ဒီဖုန်းနဲ့ပဲကိုကြိုက်တဲ့ content creation တွေကိုဝါသနာပါတဲ့ဘက်ပေါ့နော်ကို niche ဖြစ်တဲ့ဘက်မှာဒါ content creation တွေစလုပ်လို့ရပါတယ်ဆိုတာပြောချင်တာပါကျွန်တော်ဆိုရင်ဒါအခုနောက်ပိုင်းမှာ camera တွေရောကျွန်တော် microphone တွေရော investment လုပ်ပြီးတော့ဒါ content creation ဘိုင်းကိုတေချာလေးလုပ်လာပေါ့နော်ငယ်ငယ်တော့ကတော့ဒီတိုင်းပဲအပျော်တန်းဆိုပြီးတော့ပဲဖြည်းဖြည်းချင်းလုပ်လာတာဒီလုပ်လာတာတွေကလည်းဒါကိုယ့်အတွက် foundation လို့ပြောလို့ရမယ်ပို့ပြီးတော့ပေါ့နော်တော့အတွေ့အကြုံတွေလည်းရတယ်ရိုက်တဲ့နေရာမှာဘယ်လိုမျိုးအခက်အခဲရှိတယ်ဆိုတာကိုလည်းသိစေပါတယ်အဲ့တော့ content creation စလုပ်တော့မယ် content creator စလုပ်တော့မယ်ဆိုရင်အဓိကကတော့ရှိရနဲ့စပြီးတော့လုပ်ဖို့ပဲအရေးကြီးပါတယ်ပြောချင်ပါတယ်Okay ဒါဆိုရင်မပြီးသေးပါဘူးကျွန်တော်လည်းတူတူဒီကနေ့မှာ vlog သွားရိုက်ပါမယ် vlog ကိုပုံမှန်တိုင်းမရိုက်မယ်နဲ့ကျွန်တော်ဘယ်လိုမျိုးရိုက်မလဲဆိုတော့ကျွန်တော်မှာရှိတဲ့ camera တွေ microphone တွေအကုန်လုံးထားခဲ့မယ်ထားခဲ့ပြီးတော့ကျွန်တော်ရဲ့ဒီ iPhone 17နဲ့ပဲကျွန်တော်ဒီနေ့ vlog ကိုရိုက်သွားမှာဖြစ်ပါတယ်ဒါမေးချက်တစ်ခုရှိတာပဲပေါ့နော်မင်းကကြတော့ iPhone 17နဲ့ဆိုတော့ဒါရိုက်လို့ရတာပေါ့ပါတယ်ပေါ့နော်ကျွန်တော်ဒီနေရာမှာပြောချင်တာကကျွန်တော်အရင်လတုန်းကကျွန်တော်ရဲ့ iPhone XR လေးနဲ့ရိုက်ထားတဲ့ short film လေးတစ်ခုတင်ထားပါတယ်အဲ့ short film ကလည်းဒါကျွန်တော် behind the scene တွေအကုန်ပါတယ်ပေါ့နော်ဒီ iPhone XR နဲ့ကျွန်တော်ဘယ်လိုရိုက်ခဲ့လဲဆိုတာကအစကျွန်တော်အကုန်လုံးပြထားပါတယ်အဲ့တော့ iPhone XR နဲ့ကကျွန်တော်ဗီဒီယိုလုပ်ပြပြီးသွားပြီဖြစ်တဲ့အတွက်ကျွန်တော်ဒီကနေ့မှာကတော့ဒီ iPhone 17ကိုသုံးပြီးတော့ vlog ရိုက်သွားမှာဖြစ်ပါတယ်အဲ့တော့ဒီနေရာမှာကျွန်တော်ရဲ့ iPhone ကနေပဲဒါ camera ကော audio ကောကိုရိုက်မှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်ရဲ့ microphone တွေရော camera တွေကောကျွန်တော် accessory ရောအကုန်လုံးထားခဲ့ပြီးတော့ဖုန်းတစ်ခုတည်းနဲ့ဒါကျွန်တော် content creation စလုပ်တဲ့သူတယောက်အနေနဲ့လုပ်သွားမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်ဝစ်စာလဲလိုက်အောင်မယ်ပြီးရင်ကျွန်တော်တို့အတူတူပြင်သွားကြမယ် let's go Okay ကျွန်တော် transition လုပ်တာနည်းနည်းကြာသွားတယ်ဘာလို့လဲဆိုတော့အပြင်မှာအရန်ပူရပေါ့နော်ကျွန်တော်ဗီဒီယိုရိုက်နေချိန်မှာပြောရမယ်ဆိုရင်နေ့လယ်တနာရီလောက်ရှိပြီဘန်ကောက်မှာဆိုတော့ရာသီဥတုတော်တော်လေးပူတယ်အဲ့တော့ကျွန်တော်ရေပါချိုးပြီးတဲ့အချိန်မှာစဉ်းစားလိုက်တာပေါ့နော်ကျွန်တော်ညနေလောက်မှအပြင်ထွက်တော့မှာဘာလို့လဲဆိုတော့နေ့လယ်ပိုင်းထွက်တယ်ဆိုကျွန်တော်အဲ့လိုနေပူထဲမှာ vlog ရိုက်ရမှာတော့မတွေးရဲစရာပုံမှန်လမ်းလျှောက်တော့အရန်ပူနေတာဆိုတော့အပြင်ရောက်ရတဲ့ဒါချဖို့နေလန်းထားလို့ဖြစ်သွားတော့တယ်အခုကတော့ညနေဆောင်သွားပါပြီအဲ့ဒါကြောင့်နည်းနည်းကြာသွားပါ Okay ဒါဆိုရင်ကျွန်တော်သွားလိုက်ရအောင်အရင်ဆုံးအနေနဲ့ဖုန်းနဲ့ပဲအကုန်လုံးကြိုက်သွားမယ်ပြီးတော့ဒါအပြင်ရောက်ရင်ကျွန်တော် audio ပါတာနဲ့ဒါ audio ဆိုတာကျွန်တော် mic နဲ့ဒါစကားပြောတာနဲ့ mic မပါပဲစကားပြောတာဘာလေးကွာခြားလဲဆိုတာလည်းကျွန်တော်ပြပြပြီးသွားမယ်အဲ့တော့အပြင်ရောက်မှဆက်ကြည့်လိုက်အောင် let's go ပြီးတော့ကင်မရာကိုထားခဲ့မှာပါယူတော့ယူလာမယ်ဒါပေမဲ့ကျွန်တော် behind the scene တွေပြလို့ရအောင်မယ်ကင်မရာကိုယူလာမှာကင်မရာနဲ့မရိုက်ပါဘူး bye byeအခုကတော့ back camera နဲ့ရိုက်နေပဲဖြစ်ပါတယ် back camera ကို front camera နဲ့ရိုက်နေဖြစ်ပါတယ်တော်တော်လေးအိုက်နေပြီပေါ့နော်ဒါအပြင်တော့မထွက်ရသေးဘူးတော်တော်အိုက်နေပြီအိုက်နှစ်ဖူးကချွေးတွေပဲကြည့်လိုက်ပါကျွန်တော်တို့ရန်ကုန်တို့ဘန်ကောက်တို့ပြီးတော့ဗီယက်နမ်တို့ဒီလိုမျိုးနိုင်ငံတွေမှာရှိတဲ့လူတွေက content လုပ်ရတာအဲ့လိုမျိုး shopping center တွေပါတယ်အိမ်ထဲမှာလုပ်ရတဲ့ content တွေအလွယ်ကူဆုံးပဲအဲ့လိုအပြင်ထွက်ပြီး vlog ရရတယ်ရမ်းခတ်တယ်အဲ့လိုမျိုးဂျပန်တို့ကိုရီးယားတို့မှာရှိနေတဲ့ brother တွေအနေနဲ့ပြင်ထွက်ပြီးတော့ content လုပ်ပါလို့ပြောချင်ပါတယ်ဟုတ်ပဲဆိုတော့အေးတယ်ပေါ့နော် perfect jacket တွေပါနဲ့ဖြုတ်လို့ရတယ် content ရိုက်တာဒီမှာကတော့ဂျိုင်းပြင်းနဲ့ရိုက်ရမယ်ခွက်ကြီးဖြစ်
Okay အရင်ဆုံးအနေနဲ့ Okay အရင်ဆုံးအနေနဲ့ကျွန်တော်ပြောချင်တာကဒီလိုမျိုးအပြင်တွေပါတွားနေတဲ့အချိန်မှာမျိုးဆိုရင်ကျွန်တော်တို့ဒါ mic ကို investment လုပ်တင်တယ်ပေါ့နော်ကျွန်တော်ကတော့အခုဒါ iPhone ကနေပဲဒါ direct ကျွန်တော် mic နဲ့ပြောနေတာပေါ့နော် iPhone က mic နဲ့ပြောနေတာဒါတခြား external mic တွေပါဘာမှတက်မထားဘူးဒီနေရာမှာကျွန်တော်ပြချင်တာကဒီလိုမျိုး iPhone က mic ဒီတိုင်းကျွန်တော်တို့ phone က record က mic နဲ့ကျွန်တော်ဒီလိုမျိုး mic နဲ့ပါကွာလဲဆိုတော့ကျွန်တော်ဒီနေရာမှာပြပေးသွားမယ်ဒါရန်တည်တာလည်းပေါ့နော်ဒီနေရာမှာလည်း investment လုပ်တင်တယ်ကျွန်တော်ချက်ပြမယ် Okay ဒါဆိုရင်ကျွန်တော်အခုကတော့ mic တက်ပြီးပြောနေတာဖြစ်ပါတယ်ဆွမ်းနာတော့ကလည်းကျွန်တော် mic တက်ပြီးတော့ပြောတယ်ပေါ့နော်ဒါပေမဲ့ကျွန်တော်ပြန်စစ်ကြည့်တဲ့အချိန်မှာအတန်ကြီးပါမလား mic ကတော့တက်တာဒါပေမဲ့ကျွန်တော်ဖုန်းက lock ချတာတော့ဒီ external USB ကိုဖုန်းကနေပြီးတော့ connect မလုပ်ဘူးပေါ့နော်အဲ့တော့ဒီလို block ရိုက်တဲ့အချိန်မှာလည်းဟိုရိုက်ပြီးတော့ပြန်စစ်ပေါ့နော်အိမ်ရောက်မှပြန်စစ်တာပဲမလုပ်နဲ့တခါလည်းပြန်စစ်ပါ Okay ဒါကတော့ကျွန်တော် mic တက်ပြီးတော့ပြောနေတာဖြစ်ပါတယ်ဆွမ်းနာကအတန်နဲ့ဆိုရင်ဒါအများကြီးကွာသွားတာကိုတွေ့ရပါလိမ့်မယ်အဲ့တော့ကျွန်တော်ပြောချင်တာ content creation လုပ်တာပဲဖြစ်ဖြစ်ကျွန်တော်တို့ vlog တွေဒါ outdoor vlog တွေဖြစ်ဖြစ် indoor vlog ပဲလုပ်တာပဲဖြစ်ဖြစ်ပေါ့နော်ဒါပဲ vlog ပဲလုပ်လို့ကျွန်တော်တို့အရေးကြီးတာက mic မှာ investment လုပ်ဖို့အရေးကြီးပါတယ် mic ဝယ်တာကကျွန်တော်တို့ဖြုံးလိုက်တာတော့မဟုတ်ဘူးပေါ့နော်ဒါကိုယ့်ရဲ့ video ကိုပိုကောင်းလာအောင် investment လုပ်တာဖြစ်ပါတယ်လူတွေကအဓိကဗျာကျွန်တော်တို့ vlog ကြည့်မယ်ဆိုရင်အတန်ကိုပို့ပြီးတော့ဦးစားပေးပြီးကြည့်ကြရပါတော့ပြောရမယ်ဆိုရင်ဒါကျွန်တော်တို့ဗျာရုပ်ကအဆင်မပြေဘူးဆိုတာကတော့ဒါတီးခံပြီးလို့ရပြီမယ်ဒါအတန်ပိုင်းမှာပေါ့နော်ကျွန်တော်တို့အရင်ဟိုအကျယ်နေရတယ်ပြီးတော့ noise တွေပါနေရတယ်ဆိုရင်တော့တီးခံပြီးတော့ကြည့်လို့ရမယ်မထင်ဘူးအဲ့တော့ကျွန်တော်တို့ mic မှာ investment လုပ်တင်ပါတယ်ကျွန်တော်အခုပြောနေတာဆိုရင်လည်းဒီအရှိမှာကဒါ shopping center ရှိရပါတော့လူတွေလည်းကြည့်နေတယ်ဒါပေမဲ့တော့ရတာပဲ Okay ဒါဆိုရင်ကျွန်တော်တို့နောက်တစ်နေရာသွားအောင်နောက်တစ်နေရာကတော့ဒီနားပတ်ဝဲခြင်းပဲကျွန်တော်လည်းမသိသေးဘူးပြီးရင်နောက်ဆုံးပဲကျွန်တော်ကောင်မလေးကိုတွားကြည့်ပါမယ်Okay နောက်တစ်ချက်အနေနဲ့ကျွန်တော်ပြောရမယ်ဆိုရင်ဒါ application ရွေးတဲ့အပိုင်းပေါ့နော်ကျွန်တော် editing software တွေရွေးတဲ့အပိုင်း content creator လုပ်တော့မယ်ဆိုရင်ကျွန်တော်တို့ဒါကိုယ်တိုင် editing လုပ်ရမယ့်အခါလည်းရှိရယ် video editor နောက်ပိုင်းကျရင်ပေါ့နော်နောက်ပိုင်းကျရင်ကျွန်တော် video editor ငှားဖို့လည်းရှိကောင်းရှိနိုင်တယ်အဲ့တော့အရင်ဆုံးအနေနဲ့ကျွန်တော် software ရွေးဖို့လိုတယ် software တွေကတော့အခုချိန်မှာရွေးစရာတွေအများကြီးပဲကျွန်တော်တို့ရိုးရိုးတန်းတန်းကျွန်တော် blogging ရိုက်မယ်ဆိုရင်ဒါ CapCut သုံးလို့ရတယ်ကျွန်တော်နောက်ပိုင်းပေါ့နော် professional line တွေသွားမယ်ကျွန်တော် color grading တွေပါတခြားလုပ်ပြီးတော့ဒါ cinematic content တွေပါရိုက်မယ်ဆိုရင်တော့DaVinci Resolve သုံးလို့ရတယ်ပေါ့နော်အဲ့တော့ဒီနေရာမှာပြောစရာရှိတာကဒါ application subscription တွေကဒါကျွန်တော်ပတ်စံပေးရမယ်အပိုင်းတွေရောက်လာပြီပေါ့နော်တချို့ဟာတွေလည်းကျွန်တော်ပတ်စံပေးပြီးသုံးလို့ရတယ်ရှိတယ်တချို့ဟာတွေကြောက်လည်းပတ်စံပေးကြမလို့ပဲနဲ့ကျွန်တော်ဒီတိုင်း crowd version တွေသုံးလို့ရတယ်ပေါ့နော်အဲ့တော့ဒါ crowd version တို့ချင်းနဲ့ညီကိုတွေဆိုရင်ကျွန်တော်ရဲ့ creator community ထဲမှာ crowd version တွေကျွန်တော် free share လုပ်ပေးထားပါတယ်လာယူခြင်းလာယူလို့ရပါတယ်ဒီနေရာမှာ CapCut သုံးတဲ့သူတွေကတော့ဒါလစဉ် subscription ဝယ်ပြီးတော့သုံးရမယ်ပေါ့နော် pro version အနေနဲ့ဆိုတော့အဲ့တော့ကျွန်တော်တို့အဓိကအနေနဲ့ဒီ subscription ဖို့ကုန်မယ်ဒါ mic ဖို့ investment လုပ်ရမယ်နောက်တစ်ခုအနေနဲ့ကကျွန်တော် accessory တွေပါကျွန်တော်တို့ဖုန်းရှိတယ်ဆိုပေမဲ့ tripod တွေပါလိုရပေါ့နော်အခုဆိုရင်လည်းကျွန်တော်ပြမယ်နော်ဒါအခုဆိုရင်ဒါကျွန်တော်ဒီမှာ tripod မပါဘူးဒါဖုန်းတစ်လုံးနဲ့ကျွန်တော်ဒီလမ်းဘေးမှာတွေ့တဲ့နေရာမှာထောင်ပြီးတော့ရိုက်ထားတာပေါ့နော်အဓိကကတော့ကျွန်တော်ပြောချင်တာကတော့ဒါ accessory တွေကအဓိကမဟုတ်ဘူးအဓိက skill ကတော့ကျွန်တော် storytelling ပဲဖြစ်ပါတယ် storytelling အပိုင်းကိုဆက်ပြီးတော့ပြောပြပေးသွားပါမယ်အဲ့တော့ tripod မရှိတဲ့နည်းနဲ့ရိုက်လို့ရပါတယ်တိတ်ပြီးတော့ဒါအရင်ကြီးတွေးမနေနဲ့ပေါ့နော်။ Okay ဒါဆိုကျွန်တော်နောက်တစ်နေရာသွားလိုက်ရအောင်။ဒါကောင်မလေးဂျိုမန်နေရာတော့ကျွန်တော်ရောက်နေပြီပေါ့နော်။ဆွဲတော့ထွက်နေပြီ။စနအောင်ကကျွန်တော်ပြောခဲ့တဲ့ဟာတွေကတော့အဓိကကျွန်တော်တို့ဒါ accessory ဘိုင်း gear ဘိုင်းတွေပေါ့နော်တကယ်လိုအပ်တာကတော့ကျွန်တော်တို့ content story ဘိုင်းပဲဖြစ်ပါတယ်အဲ့တော့ဒါ content creator လုပ်တော့မယ် content တစ်ခုလုပ်တော့မယ်ဆိုရင်ဒါကိုရိုက်မဲ့ content ကဘယ်လိုမျိုး content လဲဆိုတော့တခြားရွေးထားဖို့လိုတယ်ပြီးတော့ဒါ story ဘိုင်းဆိုလည်းဘယ်လိုမျိုး niche နဲ့သွားမှာလဲဒါဆိုရင်ကျွန်တော်အဓိကအရေးကြီးတာကဒါ accessory ဘိုင်းတွေဒါပြောချင်တာ gear ဘိုင်းတွေမဟုတ်သေးပဲနဲ့အဓိကကကျွန်တော် story ဘိုင်းကိုကောင်းအောင်လုပ်ပြီးကိုယ့်ရဲ့ content ကိုကောင်းအောင်လုပ်ထားဖို့ပဲအရေးကြီးပါတယ်ဒါပါပဲနောက်ထပ်ဒါကျွန်တော် income ရတဲ့အပိုင်းတွေဆက်ပြီးပြောပြပေးသွားပါမယ်သွားလိုက်ကြအောင်ကျွန်တော် private က BTS ကိုငှားထား
ခေတ်ဒါဆိုကျွန်တော်နောက်ဆုံးပိတ် target တစ်ခုဖြစ်တဲ့ content creation တွေလုပ်လာတဲ့အကြောင်းရင်းပေါ့နော်ကျွန်တော်နောက်ဆုံးပိတ်မှာဒါ audience တစ်ခုတည်းရမယ် follower တွေလည်းကျွန်တော်အသင့်တည်းရမယ်နောက်ဆုံးပိတ်ကြရင်ကျွန်တော်ဒီ content creation နေပြီးတော့ကျွန်တော် income တစ်ခုရချင်တဲ့အတွက်ဒါကျွန်တော် content creation လုပ်တာပေါ့နော်တကယ်ပြောရမယ်ဆိုရင်ကျွန်တော် content creation လုပ်လာတာကဘယ်သူမှဒါပတ်စံမရပဲလုပ်မယ်လို့မထင်ဘူး content creation ကနေပြီးတော့ကျွန်တော် income တစ်ခုရအောင်လုပ်နေသူတွေကြီးပဲအဲ့တော့နောက်ဆုံးပိတ်အနေနဲ့ content creation ကနေဒါပတ်စံတစ်ခုဝင်ငွေလမ်းကြောင်းတစ်ခုဒါတရားနေရနိုင်မလဲပေါ့အဲ့တော့ content creation ကနေဒါဝင်ငွေလမ်းကြောင်းပေါ့နော် income တစ်ခုရနိုင်တဲ့နည်းလမ်းတွေကအများကြီးပဲဒီထဲမှာကျွန်တော်တို့ဒါ YouTube ကနေပြီးတော့ monetization တွေရမယ်ပြီးတော့ကျွန်တော် digital product တွေရောင်းတာတွေရမယ်ပြီးတော့ကျွန်တော်တို့သိထားတဲ့ဟာတွေကို sharing လုပ်ပြီးတော့ဒါတင်တန်းတွေပါဖွင့်ပေးရနေပြီးတော့ဒါဒီကနေ income ရနိုင်တယ်ပြီးတော့ကျွန်တော် brand deals တွေလုပ်ပြီးတော့ brand တွေနဲ့ဒါ collaboration လုပ်ပြီးတော့ brand တွေရဲ့ item တွေကိုကျွန်တော်တို့ video တွေကနေဒါ promote လုပ်ပေးရဖြစ်ဖြစ်ဒီလိုမျိုးဒီလက်အနေနဲ့ကျွန်တော်တို့ income တွေရနိုင်ပါတယ် brand တွေနဲ့ဆိုရင်လည်း local brand တွေကနေစပြီးတော့ collaboration လုပ်လို့ရတယ်နောက်ပိုင်းကျမှကျွန်တော် international brand တွေအထိ collaboration တွေလုပ်ပြီးတော့ဒါ income တစ်ခုအနေနဲ့ရှာလို့ရတယ်ပေါ့Okay ဒါဆိုရင်တော့ကျွန်တော်တို့ content creator လုပ်ဖို့အတွက်အဓိကလိုအပ်တာကတော့ဒီလိုမျိုး accessory တွေ gadget တွေဒါလိုအပ်သေးဘူးစချင်းမှာအဓိကလိုအပ်တာကျွန်တော်ဖုန်းတစ်လုံးနဲ့ကိုယ့်စီမှာစကျင်တဲ့စိတ်ရှိဖို့ပဲလိုအပ်ပါတယ်အဲ့တော့အခုကနေစပြီးတော့ content creator လုပ်ဖို့စိတ်ကူးတာရဆိုရင်ကိုဘေးတာမှာရှိတဲ့ဒါဖုန်းကိုယူပြီးတော့ content creation တွေဒါစလုပ်လို့ရပါပြီနောက်ထပ်အရေးကြီးတာပြောဖို့ကြံသွားတာရှိသေးတယ်အဲ့ဒါကကျွန်တော်တို့ဗီဒီယိုတွေလုပ်တဲ့အချိန်မှာကြိုက်တဲ့သူတွေရှိမယ်မကြိုက်တဲ့သူတွေရှိမယ် comment တွေထဲမှာကိုလုပ်တဲ့ဗီဒီယိုတွေကိုကြိုက်လို့ဒါအားပေးတဲ့သူတွေလည်းရှိမယ်ဒါဆဲထားတာတွေရှိမယ်ဝေဖန်ထားတာတွေလည်းရှိမယ်အဲ့တော့ဒီလိုမျိုးအကြောင်းအရာတွေကိုကိုအနေနဲ့ဝေဖန်ထားရဆိုရင်သူတို့ဘာပြောလဲဒီထဲမှာဒါကိုလိုအပ်ချက်တွေရှိရဆိုရင်လည်းနောက်ပိုင်းကျရင်ပြင်သွားလို့ရတယ်ပေါ့နော်ဒီနေရာမှာကျွန်တော်ဆဲထားတဲ့သူတွေကိုလည်းပြန်ပြီးတော့ဆဲနေကြအကြောင်းမရှိဘူးဘာလို့လဲဆိုတော့သူတို့ကနေကိုယ့်စီကိုအမှိုက်ထုတ်တွေလာပေးနေအဲ့အမှိုက်ထုတ်တွေကိုကမယူဖို့ပဲလိုတယ်ဟုတ်ကဲ့ဒါဆိုရင်တော့နောက်ဗီဒီယိုမှာပြန်နေကြအောင်အားလုံးပဲ bye